မိမိတို့ရဲ့ဘဝမှာစိတ်နှလုံးချမ်းချမ်းသာသာရှိသေးဖို့ဘယ်လိုနေထိုင်ကြမလဲဘယ်လိုကျင့်သုံးကြမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့ပြောခြင်းမှာကိလေသာမကင်းကြသေးတဲ့တတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်စိတ်နှလုံးဟာအကြောင်းမျိုးမျိုးကြောင့်ပူလောင်ကြရတယ်ပင်ပန်းကြရတယ်ဆင်းရဲကြရတယ်စိတ်ဆင်းရဲတာကိုစိတ်ချမ်းသာစေတဲ့ဆေးဆိုတာလေရှိတာမဟုတ်ဘူးပြင်မဲ့လောကမှာရှိတယ်ဆိုရင်လည်းပဲမြတ်စွာဘုရားရဲ့တရားတော်တွေပဲရှိတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်နှလုံးကိုငြိမ်းအေးအောင်ချမ်းသာအောင်ဆောင်ရွက်ပေးနိုင်တဲ့ဖန်တီးပေးနိုင်တဲ့အရာမြတ်စွာဘုရားရဲ့တရားတော်တွေပဲဒါကြောင့်မြတ်စွာဘုရားကသူ့ကိုယ်သူအတုမဲ့သမားတော်ကြီးလို့ဒီလိုလည်းပဲခံယူတယ်ပေါ့မြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတွေဟာစိတ်ချမ်းသာဖို့အတွက်အကောင်းဆုံးရှင်းနည်းတွေလို့ဒီလိုလည်းပဲပြောလို့ရတယ်ပေါ့နော်တော့စိတ်နှလုံးကိုချမ်းသာစေမဲ့ငြိမ်းအေးစေမဲ့နိလန်းများစွာတဲ့ကတော့ဒီကနေ့ဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာအလွန်မှနှစ်ချိုက်တဲ့အလွန်မှလည်းအရေးပါတယ်လို့ထင်တဲ့နိလန်းလေး2မျိုးလောက်နော်အများကြီးပြောရင်လည်းပဲမှတ်သားရတာခက်ခဲပွေရှိတယ်ပေါ့နော်နိလန်း2မျိုးလောက်ဒီချိန်တိုလေးအတွင်းမှာကိုယ့်ရဲ့စိတ်နှလုံးကိုငြိမ်းအောင်ချမ်းသာအောင်နော်ကြိုးပမ်းအထောက်ကြဖို့ဒီနိလန်းလေး2မျိုးကိုမှတ်သားကြည့်စေခြင်းနော်အဲ့တော့နိလန်း2မျိုးကဘာလဲဆိုတော့သူများရဲ့အကြောင်းကိုမစဉ်းစားဘဲနဲ့ကိုယ့်အကြောင်းကိုပဲစဉ်းစားဖို့နံပါတ်1နိလန်းကဘုံမတို့ဘဝမှာစိတ်တွေဆင်းရဲရတာပင်ပန်းရတာပူလောင်ရတာဆိုတာအကုသိုလ်တွေဖြစ်လို့နော်မကောင်းတဲ့စိတ်တွေဖြစ်လို့စိတ်တွေဆင်းရဲရတာတော့အဲ့ဒီအကုသိုလ်တရားတွေဆိုတာလည်းပဲများသောအားဖြင့်သူများအကြောင်းကိုစဉ်းစားမိရတွေးတောမိရကနေဖြစ်ကြတာကြီးပဲဘုံမတို့စိတ်ထဲမှာမချမ်းမသာဖြစ်ရတိုင်းအကုသိုလ်တွေဖြစ်ရတိုင်းစိတ်ပူလောင်ပင်ပန်းမှုဖြစ်ရတိုင်းကိုယ်စိတ်လေးကိုပြန်ပြီးတော့စီစစ်ကြည့်မယ်ဆိုရင်သူများအကြောင်းတွေကိုစဉ်းစားနေတာကိုအမိဖမ်းကြည့်လို့ရနိုင်တယ်နော်အကုသိုလ်တွေဖြစ်တိုင်းတယောက်ယောက်ရဲ့အကြောင်းကိုတော့ကိုယ်ကောင်းနေထည့်ထားမိပြီဆိုတာကိုသိနိုင်တယ်ဟုတ်လားဒါကြောင့်နံပါတ်1စိတ်နှလုံးချမ်းသာစေဖို့ငြိမ်းအေးစေဖို့အတွက်နောက်မြတ်စွာဘုရားပေးခဲ့တဲ့နိလန်းလေးဟာပါလဲဆိုတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့ကိုယ့်အတွက်အရေးပါဆုံးဖြစ်တဲ့ကိုယ့်အကြောင်းကိုပဲစဉ်းစားကြဖို့စဉ်းကျင်ကြဖို့နှလုံးသွင်းကြဖို့ဒါဆိုလို့ရှိရင်နှလုံးစိတ်ဝမ်းငြိမ်းအေးနိုင်တယ်ပေါ့နော်နောက်နံပါတ်2ပြောခြင်းတဲ့နိလန်းကဘာလဲဆိုတော့မိမိတို့ရဲ့စိတ်ကိုအတိတ်နဲ့အနာဂတ်စီကိုမပြေးလွှားစေဘဲနဲ့ပစ္စုပန်မှာနေရာချပြီးတော့ပေးနိုင်ဖို့ဟုတ်လားဒီနိလန်းလေးစိတ်တွေဆင်းရဲရတယ်ပူလောင်ရတယ်ပင်ပန်းရတယ်ဆိုတာအတိတ်သို့မဟုတ်အနာဂတ်တစ်ခုခုကိုဒီစိတ်ကရောက်ရောက်နေလို့စိတ်ကဆင်းရဲရတာပင်ပန်းရတာအကယ်၍သာပြစ္ဆုတ်ပံမှာဒီစိတ်ကိုနေရာချပေးနိုင်မယ်ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့သဘောလေးကိုပဲဘုံဘုံတို့ရဲ့စိတ်ကလေးကိုတော့ကျက်စားနိုင်မယ်ဆိုလို့ရှိရင်ဘာမှဒီစိတ်ကဆင်းရဲစရာပင်ပန်းစရာပူလောင်စရာကြောင့်မရှိဘူးဟုတ်လားဒါကြောင့်ဒုတိယနိလန်းကစိတ်ကိုပြစ္ဆုတ်ပံမှာထားဖို့နော်ဒါကျင့်သုံးဖို့အရန်ကြီးခက်တဲ့နိလန်းတွေလည်းမဟုတ်ပါဘူးဒါမြတ်စွာဘုရားတပ္ပညုတဉာဏ်နဲ့ကြည့်ပြီးတော့နှလုံးစိတ်ဝမ်းငြိမ်းအေးခြင်းတယ်ချမ်းသာခြင်းတယ်ဆိုလို့ရှိရင်ဒီတိုင်းနေကြထိုင်ကြရမယ်လို့မြတ်စွာဘုရားမဟာကရုဏာပြဋ္ဌာန်းပြီးတော့ဟောထားတာ